ဝိသခာဤမြင်မကိုဆုံးမခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရောတောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြင်းและအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ကြီးကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ရည်တန်ကြိုးကုပ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနကျင့်ခါများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝေသာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါနနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသိဖြစ်ပါစေတည်းဝိသခာဤညီမကိုဆုံးမခြင်းဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကဘုရားမြတ်စွာနဲ့အရင်နှီးဆုံးကျောင်းအမကြီးဖြစ်တဲ့ဝိသခာဝိသခာမှာညီမတူရှိတယ်ဆိုတာဒီသုတ်တံအရသိရတယ်ပေါ့အနာရဝိနုဝိသခာတို့ဆိုတာသာဝတိမြို့မှာအတူတူနေကြတာလည်းဖြစ်တယ်အနာရဝိတတိကစေရွန်ကျောင်းတော်ကြီးကိုဆောက်လို့လှူဒန်းထားတဲ့ကျောင်းတကာကြီးဖြစ်ပြီဝိသခာကျောင်းအမကြီးကတော့သာဝတိမြို့ရဲ့အရှိတ်ဘက်မှာရှိတဲ့ပုပ္ပာယုံကျောင်းတော်ကြီးကိုဆောက်လို့လှူဒန်းထားအခုလိုသာဝတိမြို့မှာထင်ရှားတဲ့သာသနာတော်ကိုကြီးညိုကြတဲ့မိသားစုနှစ်ဦးသာဝတိမြို့ပွဲလမ်းသဘင်ရှိတိုင်းအနာရဝိနုဝိသခာတို့လူတွေကဖိတ်ကြားလေးရှိကြတယ်မင်္ဂလာအခမ်းအနားလုပ်တိုင်းနာရဝိတတိကြီးကြွရောက်ပြီးတော့ချီးမြှောက်တယ်ဆိုရင်ဂုဏ်ယူကြတယ်ဝိသခာကျောင်းမကြီးကြွရောက်ပြီးတော့ချီးမြှောက်တယ်ဆိုရင်လည်းဂုဏ်ယူကြတယ်ပေါ့နာရဝိနဲ့ဝိသခာသာဝတိမြို့မှာအလွန်ပဲထင်ရှားကြတယ်သူတို့နှစ်ဦးကယဉ်နှိမှုလည်းရှိနိုင်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့ရိယာဆိုတဲ့သုတ်တံအရာကြည့်မယ်ဆိုရင်
ဝိသခာရဲ့ညီမတဦးဟာအနာရဝိတ္တိကြီးရဲ့သားတဦးနဲ့အိမ်တော်ပြုတယ်ဆိုတာဒီသုတ္တအရာသိရတယ်သို့တော့ပိဋကစာပေမှာအနာရဝိတ္တိကြီးမှာသားပဲ2ယောက်သမီးပဲ2ယောက်ထွန်းကားတယ်ဆိုတာအတိအကျသိဖို့လည်းခက်တယ်ဝိသခာမှာတော့သားသမီး20ထွန်းကားတယ်ဆိုတာတိတိကျကျကဏ္ဍနဲ့ဖော်ပြထားတာရှိတယ်ထို့သုတ္တန်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့နာရဝိတ္တိကြီးမှာသား2ယောက်ရှိတယ်ဆိုတာသိရတယ်တစ်ယောက်ကကာလဆိုတဲ့သားတစ်ယောက်နဲ့နောက်တစ်ယောက်ကတော့တတ္ထဆိုတဲ့သားတစ်ယောက်ကာလနဲ့တတ္တတို့ဟာနာရဝိတ္တိရဲ့သားတွေဆိုတာသိရတယ်တခါသမီးတွေကိုကြည့်လိုက်မယ်ဆိုရင်သုလသုဘတ္တာတဲ့မဟာသုဘတ္တာတဲ့သုမနာဒေဝီလို့သမီး3ယောက်ရဲ့အမည်နာမကိုလည်းပဲသိချရနာရဝိတ္တိကြီးရဲ့သားတူဖြစ်တဲ့တတ္တဆိုတာသူ့ရဲ့ဘာတွေးတော်တဲ့သူဗုဒ္ဓဆိုတဲ့မထေရမြတ်ထံမှာသာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုသွားတယ်သို့တော့ကာလဆိုတဲ့သားကတော့ယခင်ကဖရာတရားခဝေးဝေးနေကျောင်းတကာကြီးရဲ့သားဖြစ်ပေမဲ့လို့ဘာသာရေးနဲ့ခတ်စိမ့်စိမ့်နေတတ်တဲ့အလေးချင်းရှိတော့ကျောင်းတကာကြီးကသူ့အတွက်စိတ်ပူတယ်ဒါကြောင့်မို့သူ့ကိုဘာသာရေးနဲ့နိစ္စအောင်လို့ဆိုပြီးဒဏငွေကြေးတွေပေးလို့ကျောင်းကိုလွတ်တရားနာခိုင်းတာတော့ဥပုသ်ဆောင်ခိုင်းတာတော့လုပ်ယူရတယ်နောက်ဆုံးတော့လည်းသူဟာငွေရကျင်တာအခြေပြုပြီးတော့မြတ်စွာဘုရားတရားတော်နဲ့နာလိုက်ရတဲ့အခါအာယုစိုက်ပြီးနာလိုက်တဲ့အခါမှာသောတပန်ဖြစ်သွားလို့သာသနာမှာယဉ်နိခိုင်မာသွားတယ်ဆိုတာသိရတယ်အခုဝိသခာရဲ့ညီမဆိုတာသူဇာတာလို့ခေါ်တဲ့နာမည်ဝိသခာတို့ကမင်းကတထေးကြီးရဲ့မြေးတော်တယ်ပေါ့မင်းကတထေးကြီးရဲ့မြေးအပ္ပဓမ္မချမ်းသာကြွယ်ဝတယ်သူ့ဖေကလည်းပဲစွန့်ရည်တတိအမတန်ကြီးမားတဲ့ဓနင်စရာဆိုတဲ့တထေးကောသလမင်းကြီးကသူ့နိုင်ငံမှာတထေးနေပါလို့ဗေမိတရမင်းကြီးစီတထေးတောင်းတဲ့အခါမှာဝိသခာရဲ့အဖေကိုပေးလိုက်တာအဲ့ဒီတော့ကမိသားစုတွေဓမ္မကြီးမားတယ်မြို့တွေရွာတွေတဲလောက်အောင်လူဦးရေလည်းများတယ်ပေါ့အတိုင်းဝိုင်းသာဝတိမြို့နဲ့6ယူဇနာကွာတဲ့နေရာတာကေတလို့ဆိုတဲ့မြို့ကိုတည်ထောင်ပြီးတော့ဝိသခာတို့ကနေကြတာအရွယ်ရောက်တဲ့အခါကျတော့သာဝတိမြို့ကမိခါရတထင်းရဲ့သားနဲ့ဝိသခာအိမ်တော်ကြအဲ့ဒါနဲ့သာဝတိမြို့ကိုရောက်လာအိမ်တော်ကြကန်ဒီမင်္ဂလာလက်ထပ်ပွဲကျင်းပကန်ဒီအချိန်မှာအမြဲတမ်းချမ်းသာကြွယ်ဝတဲ့သူ့ရဲ့ဖခင်ကသမီးဝတ်ဆင်ဖို့ဆိုပြီးတော့မဟာလတ္တတန်းစာမြန်မာတွေကတော့မန္လိကတန်းစာမန္လိကတန်းစာနဲ့ခေါ်နေကြတယ်မဟာလတ္တဆိုတဲ့တန်းစာကြီးဟာစိန်တွေကြောက်တွေစီထားတာဖြစ်လို့အမှန်တမ်းလေးလံပြီးတာမန်ပုဂ္ဂိုလ်ရဲ့အင်အားမျိုးနဲ့ဆိုရင်ဝတ်နိုင်ကြောင်းမရှိဘူးဝိသခာတို့လိုပင်ကိုကအင်အားဗလာတောင်းတင်းတဲ့ပုဂ္ဂိုလ်မျိုးသားလဲမဟာလတ္တတန်းစာဆိုတော့ဝတ်နိုင်အဲဒီခေတ်ကမဟာလတ္တတန်းစာဝတ်နိုင်တဲ့ဝတ်ခွင့်ရတဲ့အမျိုးသမီးဟာ3ယောက်တည်းပဲရှိတယ်ဝိသခာရဲ့
မန္လမင်းသားဖြစ်တဲ့ဗန္ဓုလရဲ့ဇနီးမန္လိကာရဲ့ဗာရဏသီကတထေးသမီးတူရဲ့သူတို့၃ယောက်သာလဲမဟာလတ္တတန်းစာဆင်ញံခွင့်ရဆင်ញံနိုင်ရတယ်ပေါ့ပါရမီထူးတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီသုတ္တံမှာတော့ဝိသခာရဲ့ညင်မလေးကသူသတ္တာလို့ခေါ်တယ်သူသတ္တာကအရွယ်ရောက်တဲ့အခါကျတော့အနာရဝိတထေးကြီးရဲ့သားတစ်ယောက်နဲ့အိမ်အောင်ကြသူတို့မိဘတွေကလွန်ချမ်းသာတယ်ဝိသခာရဲ့မိဘတွေကလွန်ချမ်းသာတော့သမီးကလည်းတထေးသမီးဆိုတော့သူအိမ်တော်ပြုတဲ့အနာရဝိတို့ဘာတို့ချမ်းသာတယ်ဆိုတာသူတို့လောက်ချမ်းသာဖို့မရဘူးဝိသခာလည်းပဲသူ့ရောက်ခမများဖြစ်တဲ့မိခါရတို့ဆိုတာတွေကသူတို့ရဲ့အဆင့်ကိုမမေ့ကြဘူးတထေးတွေဖြစ်နေတယ်ဝိသခာတော့ကပိုချမ်းသာတယ်သို့တော်သမီးကလေးရွယ်လာရောက်လာလို့ရှိရင်အိမ်တော်ရဲ့သားကြဖို့ဆိုတာအိန္ဒိယမှာလွယ်လွယ်ကူကူနဲ့မဖြစ်ဘူးပေါ့ dowry system ရှိလို့အမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်က dowry ပေးရဒါကြောင့်မလို့အလွန်ချမ်းသာကြွယ်ဝတဲ့ဝိသခာရဲ့မိဘတွေကသမီးနှစ်ယောက်ကိုမိမိတို့အစင်တန်နှိမ့်နေပေမဲ့လို့မျိုးကောင်းရိုးကောင်းတင့်တယ်ချမ်းသာကြွယ်ဝကြတယ်တထေးတွေရဲ့သမီးသားတွေနဲ့အိမ်တော်ပုချပေးဝိသခာကိုမိဂရတထေးသားနဲ့အိမ်တော်ချပေးလိုက်တယ်ဝိသခာရဲ့ညင်မသူသတ္တာကိုတော့သူတတ္တအနာရဝိတထေးရဲ့သားနဲ့အိမ်တော်ချပေးတယ်ဒါပေမဲ့လို့ဣတိကစာပေမှာတခါတရံကြတော့အမည်နာမတွေကိုဖော်ပြမထားသည့်အတွက်ကြောင့်ပြည့်ပြည့်စုံစုံသိဖို့မဖြစ်နိုင်ဘုနာဒသဒိနာဒသပါရာတဇွန်ဒသလေးတွေကိုစုဆောင်းပြီးတော့ကြည်ရတယ်ပေါ့နော်ပိဋကမှတ်တမ်းတင်တဲ့ပုဂ္ဂိုလ်တွေကတရားအနှစ်သာရကိုသာအဓိကထားပြီးတော့မှတ်တမ်းတင်ကြအကြောင်းအရာတွေတို့ရက်စွဲတွေတို့ပုဂ္ဂိုလ်ရဲ့နာမည်တွေတို့ဆိုတာအဓိကမဟုတ်ဘူးဒါကြောင့်မို့လို့တရားသားကိုသာအဓိကမကြံရအောင်မှတ်တမ်းတင်ကြတာဖြစ်လို့သူဇာတာရဲ့အမျိုးသားအနာရဝိတထေးရဲ့သားဘသူဆိုတာဖော်ပြမထားဘူးဖော်ပြထားတာတောင်မှတခါတရံမှာမြုပ်အနာရဝိတထေးကြီးရဲ့ဇနီးကဘသူမှသိတယ်လူနဲတယ်ပေါ့မထင်ရှားဘူးဝိသခာရဲ့ကျောင်းတကာကြီးကလည်းဘသူမှသိပြီးတော့မထင်ရှားဘူးတခါတရံကြတော့နာရဝိဝိသခာနာရဝိဝိသခာနဲ့တွဲတွဲပြောတော့အတွဲမှားပြီးတော့အနာရဝိနဲ့ဝိသခာတွဲပေးတဲ့လူကရှိသေးတယ်တကယ်ကတော့သူတို့အတွဲမဟုတ်ဘူးအဲ့ဒါလို့ဝိသခာရဲ့ညင်မသူသတ္တာနာရဝိတထေးသားနဲ့အိမ်အောင်ချပြီးတဲ့အခါတထေးသမီးဆိုတော့မာမနာကြီးတယ်ခတ်ဆွာစွာလည်းဖြစ်တော့နာရဝိတထေးအိမ်ဆိုတာဘုရားမှုရှိတဲ့တန်ဃာတွေနေ့စဉ်နဲ့အမျှဆွမ်းစားကြွကြလူတန်းနေတာဆိုတော့ကျောင်းတကာနာရဝိတထေးအိမ်တန်ဃာပြတ်တယ်လို့သိရှိမြတ်စွာဘုရားကိုယ်တိုင်လည်းပဲယမယခကြွတယ်ဆွမ်းကကြွရင်းနဲ့လည်းပဲနာရဝိတထေးအိမ်ရောက်လို့ရှိတယ်နော်တရက်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်သာဝတိမြို့နာရဝိတထေးရဲ့အိမ်ဆွမ်းကချိန်မှာကြွရောက်ပြီးတော့နာရဝိတထေးအိမ်သာသနာတော်ကိုအလွန်ကြီးညိုပြီးတော့သူ့ရဲ့မိသားစုအပြင်ခြေတွေချွန်းနေအလုံးသမားတွေကအစဥပုပ်လေးတွေမှာဥပုပ်ဆောရအောင်စီကံတကြအင်တမစီကံကြဘာသာတရားကိုကြီးညိုလေးစားတဲ့တအိမ်လုံးလို့ဘာသာတရားကိုကြီးညိုလေးစားတဲ့အိမ်ဖြစ်ပေတယ်
တရက်တော့မြတ်စွာဘုရားရောက်သွားတဲ့အချိန်နာရဝိတ္တိရဲ့တိတ်ဆိတ်မှုမရှိဘူးဆူညံနဲ့စကားများတယ်ပြီးကြားနေရဆူညံနေတယ်မြတ်စွာဘုရားရောက်သွားတဲ့အချိန်မှာဆူညံဖြစ်နေတော့မြတ်စွာဘုရားကနာရဝိတ္တိကြီးကိုမေးတယ်အဲ့ဒီမှာကိဏုတေခာပတိနိဝေတနေမနုဿံဥစ္စာတတ္ထမဟာတတ္ထကေဝတ္တမင်းကြီးမိစ္ဆဝီလောပိမြတ်စွာဘုရားကဆူရာဆိုရင်လုံးဝမကြိုက်တာတိတ်ဆိတ်ငြိမ်သက်မှုကိုဓမ္မနှစ်သက်တယ်ဉာဏ်နိုးတယ်တိတ်ဆိတ်ငြိမ်သက်မှုကိုတမိုးထားတယ်အပတ္တကာမအပတ္တဝိနိတာလို့ဆိုတဲ့အတန်တုတ်တိတ်မှုကိုလိုလားပြီးတိတ်နေတတ်ဖို့အများအားဆုံးမသွန်သင်တယ်ဆူညံကြားလို့ရှိရင်မြတ်စွာဘုရားကဆုံးမဩဝါဒပေးလို့ရှိတယ်တခါတရံယဟန်တော်တွေတောင်မှဆူညံလို့ရင်ကျောင်းကနေနှင်ထုတ်တာမျိုးတောင်ရှိဆူတာကိုလုံးဝမကြိုက်နာရဝိတ္တိအိမ်ရောက်သွားတဲ့အခါမှာဆူညံဖြစ်နေတော့မေးတယ်တတိကြီးတဲ့အိမ်မှာရှိတဲ့လူတွေကဥစ္စာတတ္ထမဟာတတ္ထအိမ်မှာရှိတဲ့လူတွေဟာအတန်မြင့်ပြီးတော့စကားပြောနေကြကျဲတယ်ဟောကျဲလောင်စကားပြောကြဆူညံတန်တွေဖြစ်လာတယ်မဟာတတ္ထပြောတဲ့အတန်တွေကအများကြီးဥစ္စာတတ္ထဆိုတာအတန်ပိုးကျဲမြင့်ပြီးတော့ပြောမဟာတတ္ထဆိုတာအဲ့ဒီကျဲလောင်တဲ့အတန်တွေကတတန်နဲ့မဟုတ်ဘူးအတန်ပေါင်းများစွာဥပမာဘုံပေါက်တဲ့အတန်ဆိုရင်ဥစ္စာတတ္ထပါတတန်နဲ့ဖြစ်သည့်အတွက်ကြောင့်မဟာတတ္ထလို့ပြောလို့မရဘူးဖြောက်ဖောက်တဲ့အတန်ကြတော့ဘလောက်ဆိုတော့မဟာတတ္ထလည်းဖြစ်ဥစ္စာတတ္ထမဟာတတ္ထအတန်လေးအများကြီးထွက်တယ်အဲ့ဒါလိုပဲနာရဝိတ္တိအိမ်မှာအတန်တွေကလည်းကျဲလောင်တယ်ဆူညံတွေကလည်းများတယ်ဘသူတွေလဲဘာဖြစ်လို့ဆူညံလုံနေကြတယ်လဲမြတ်စွာဘုရားကဆူညံတဲ့အခါမှာဥပမာလေးတစ်ခုပေးတာရှိကေဝတ္တမင်းကြီးမစ္ဆဝီလောပိတဏှာတွေငါလူဖမ်းနေတယ်လို့ပဲလူတွေဟာဘာကြောင့်ဆူညံနေကြတာလဲငါလူဖမ်းတဲ့နေရာမှာတဏှာတွေဆူတယ်လို့ကေဝတ္တမင်းကြီးမစ္ဆဝီလောနောက်အဓိပ္ပာယ်တစ်ခုကြတော့ဘယ်လိုပြောတော့တဏှာတွေငါးဖမ်းလာပြီးတော့ဈေးထဲမှာလာရောင်းတဲ့အခါဈေးဝယ်တွေနဲ့ဆူညံနေတာငစိမ့်တွေကြားမှာဆူညံနေတယ်သူ့ကိုငါပေးပါဟိုငါပေးပါဒီငါပေးပါဈေးဝယ်တဲ့လူတွေနဲ့ငါရောင်းတဲ့ငစိမ့်တွေဆူညံဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဥပမာပေးဆူတဲ့အခါကေဝတ္တမင်းကြီးမစ္ဆဝီလောပိတဏှာတွေငါးလမ်းဖမ်းနေတာလားသို့မဟုတ်ငစိမ့်တွေငါးရောင်းနေတာလားဆူညံနေတာပဲလို့မြတ်စွာဘုရားကဒီလိုမေးလိုက်တဲ့အခါကျတော့နာရဝိတ္တိကြီးကဘာလျှောက်တော့ဆိုအယံဗန္တိသူဇာတာဂရတံအရှင်ဗျာတဲ့တပည့်တော်ရဲ့ချွေးမသူဇာတာအမတန်ချမ်းသာတဲ့တထေးမျိုးကနေပြီးတော့သားနဲ့အိမ်တော်ချပေးထားသားနေဝတ္တတောအာရိယတိနတ္တတုရံအာရိယတိအဲ့ဒီချမ်းသာကြွယ်ဝတဲ့တထေးမျိုးကတပည့်တော်ရဲ့ချွေးမသူဇာတာဟာရောက်ခမကိုလည်းဂိယူမဆိုင်ဘူးတဲ့ရောက်ခမအထီးကိုလည်းဂိယူမဆိုင်ဘူးရောက်ခမအမကြီးကိုလည်းဂိယူမဆိုင်ခွ
ခုခေတ်ကတော့ရောက်ခမမဟုတ်ရောက်ခတိလို့ခေါ်တဲ့လူကရှိသေးတယ်နော်အဲ့တော့ရောက်ခမယောက်ျားရောက်ခမအမျိုးသမီးဘယ်သူ့ကိုမှဂရုမစိုက်ဘူးတဲ့ရောက်ခမတွေလည်းဂရုမစိုက်ဘူးယောက်ျားကိုလည်းဂရုမစိုက်ဘူးဘယ်သူ့ကိုမှဂရုမစိုက်ဘူးသူလှုပ်ချင်လှုပ်တယ်သူပြောချင်ပြောတယ်တအိမ်လုံးသူစွာနေတယ်ပေါ့အဓိပ္ပာယ်နောက်ဆုံးမှမြတ်စွာဘုရားအပေါ်မှာလည်းမလေးစားဘူးဘုရားကြွလာမှန်သိရတဲ့ဆူညံလှုပ်တယ်ဘယ်သူမှဂရုမစိုက်ဘူးနာရဝိတ္တိကြီးကသူချွေးမအကြောင်းမြတ်စွာဘုရားလျှောက်ဟောတခါအရက်ထဲမှာအဲ့ဒါမျိုးတွေရှိတယ်ငယ်တုန်းကဆရာတော်ကြီးတို့ကတရားဟောတာကိုနာဘူးတဲ့အိန္ဒိနိချင်းမှာတန်ဃာတော်တွေပင့်ပြီးတော့ဆုံးကတ်တစ်ဖက်အိမ်ကဇနီးမောင်နှံနှစ်ယောက်ရံဖြစ်တယ်ရံဖြစ်နေတော့ဒေါသကိုမထိန်နိုင်တော့ကျဲလာတဲ့ခါကျတော့ဟဲ့တူဟိုဘက်ကတန်ဃာတွေလို့ဆိုဘာပြောတော့ခါလို့ပြောတယ်နော်ဂရုမစိုက်ဘူးပေါ့တန်ဃာတွေရှိတယ်တူပြောဆိုခါလို့ပြောတယ်အဲ့ဒီလိုပဲဒေါသဖြစ်လာလို့ရှိရင်လူတွေဟာဘယ်သူကမှဂရုမစိုက်တော့အခုလဲနာရဝိတ္တိအိမ်မြတ်စွာဘုရားကြွလာတဲ့အခါဘုရားကြွလာပြီမဲ့လို့ဝိသခရဲ့ဉာဏ်မှဖြစ်ပြီမဲ့လို့ဘာသာရေးနဲ့စိတ်မုံရမြတ်စွာဘုရားကိုဂရုမစိုက်ဘူးဘုရားနဲ့တန်ဃာတွေကြွလာလဲဂရုမစိုက်နာရဝိတ္တိကြီးကစိတ်ညစ်မှာပေါ့သူ့အနေနဲ့မြတ်စွာဘုရားကိုအာနာဆူညံလောက်တာဂရုမစိုက်တဲ့အခါဒီကသုဇာတာအကြောင်းရှောက်နေတဲ့အခါကျချွေးမကကဲတာနာရဝိတ္တိကြီးသူ့အပြစ်ကိုတိရောက်ခမဘာများပြောတာတုံးဆိုပြီးတော့လာပြီးတော့ချောင်းနားထောင်နေတာသူကဆူညံယုံနဲ့အားမရအဲ့ဒီလိုလာချောင်းပြီးတော့နားထောင်နေတဲ့အချိန်မှာနာရဝိတ္တိကြီးကသူမလိမ္မာတဲ့အကြောင်းတွေကိုမြတ်စွာဘုရားရှောက်တော့မြတ်စွာဘုရားကသူလာချောင်းနာထောင်တာသိလို့အေဟိသူဇာတေအေဟိသူဇာတာလာခဲ့လို့ခေါ်လိုက်တာနော်သူကတော့ပုံပြီးတော့ချောင်းနာသူဇာတာဒီလာခဲ့လို့မြတ်စွာဘုရားလည်းပဲဒီလည်းပဲသူတို့ကဆွေကြီးမျိုးကြီးတွေလေဝိသခာကတော့9နှစ်အရွယ်ကလေးကသောတပန်ဖြစ်သွားတာဆိုတော့လိမ္မာတယ်ယဉ်ကျေးတယ်သူဇာတာကတော့စွာတတာဆိုတော့အိမ်အောင်ကြသည်ဖြစ်အောင်မယဉ်ကျေးဖို့မရယဉ်ကျေးဖို့မရဘူးမြတ်စွာဘုရားကသူဇာတာလာခဲ့လို့ဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားစီရောက်လာတဲ့အခါမှာမြတ်စွာဘုရားသူ့မေးတယ်အိမ်ရှင်မ9မျိုးရှိတယ်အိမ်ရှင်မ9မျိုးရှိအိမ်ရှင်မ9မျိုးဆိုတာတစ်မျိုးကဝတ္တကတမလူသားတမနဲ့တူတဲ့အိမ်ရှင်မဒုတိယကစောရိတမခိုးဝဲတတ်တဲ့အိမ်ရှင်မတတိယကအယတမအရှင်သခင်နဲ့တူတဲ့အိမ်ရှင်မစတုထကမာတာတမမိခင်နဲ့အလားတန်တူတဲ့အိမ်ရှင်မပင်စမကညီမနဲ့အလားတန်တူတဲ့အိမ်ရှင်မသတ္ထမကသခိတမမိတ်ဆွေတငယ်ချင်းနဲ့တူတဲ့အိမ်ရှင်မနောက်ဆုံးခုနှစ်ခုတတ္တမကတော့ဓာတိတမကျွမ်းမလို့ရိုကျိုးတဲ့အိမ်ရှင်မပဲ
အိမ်တော်ပြုတဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးအမျိုးသားနဲ့အိမ်တော်ပြုထားတဲ့အခါအဲ့ဒီအိမ်တော်ကြထားတဲ့အမျိုးသမီးတွေခုလို9မျိုးရှိတယ်တဲ့အဲ့ဒီ9မျိုးတည်းကနင်ဟာဘယ်အမျိုးအစားလဲလို့မြတ်စွာဘုရားမေးလိုက်ဘယ်ထဲပါတယ်လဲသူဓာတ်နဲ့တူတဲ့အိမ်ရှင်မလားတခိုးနဲ့တူတဲ့အိမ်ရှင်မလားအရှင်သခင်နဲ့တူတဲ့အိမ်ရှင်မလားမိခင်နဲ့တူတဲ့အိမ်ရှင်မလားနှမနဲ့တူတဲ့အိမ်ရှင်မလားမိတ်ဆွေနဲ့တူတဲ့အိမ်ရှင်မလားသို့မဟုတ်ကျွန်မနဲ့တူတဲ့အိမ်ရှင်မလားလို့မြတ်စွာဘုရားကမေးခွန်းထုတ်လိုက်အဲ့ဒါလို့မေးခွန်းထုတ်လိုက်တဲ့အခါကျတော့သူနားမလဲဘယ်မျိုးစားလဲဆိုတော့သူနားမလဲတဲ့အခါကျတော့ရှင်ဘုရားတဲ့ဒီလိုရှင်းမပြပဲနဲ့အကျဉ်းလေးပြောတာတပည့်တော်မှနားမလဲပါဘူးတဲ့အဲ့ဒီ9မျိုးတစ်ခုစီရှင်းပြမှတပည့်တော်နားလဲပါမယ်လို့မြတ်စွာဘုရားကိုလျှောက်တယ်အဲ့ဒီလိုလျှောက်တဲ့အခါမြတ်စွာဘုရားကရှင်းပြတာတဲ့ဇနီးမောင်နှံ2ယောက်ဘဝမှာလက်တွဲကြပြီဆိုတဲ့အခါဇနီးတဲ့လှုပ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ဘဝကျင့်ပေါ်အမျိုးသားပေါ်မှာဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မြတ်စွာဘုရားကဒီ9မျိုးခွဲခြားပြီးတော့ဟောကြားတာဒါဟာအဲ့ဒီခေတ်ကလူနေမှုစနစ်မှာဒါတွေရှိနေတယ်လို့ဆိုရမှာအိန္ဒိယနိုင်ငံရဲ့လူနေမှုစနစ်မှာလူတွေရဲ့အတိုင်းဝိုင်းမှာမိသားစုဘဝတွေမှာအိမ်တော်တဲ့ဘဝတွေမှာအိမ်တော်ရှင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားခွဲခြားဟောကြားလေးရှိအဲဒီခွဲခြားဟောကြားတဲ့ထဲဒီ9မျိုးနဲ့ဟောတယ်တခါတည်းကျတော့အိမ်တော်ဘက်အနေနဲ့မြတ်စွာဘုရားဟောတာလည်းရှိတယ်ဇနီးမောင်နှံ2ယောက်စလုံးကိုချင်းသီလမရှိဘူးဇနီးမောင်နှံဇနီးကတော့ကိုချင်းသီလရှိတယ်အမျိုးသားကိုချင်းသီလမရှိဘူးအမျိုးသားကကိုချင်းသီလရှိတယ်ဇနီးလို့တဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိဘူးနှစ်ဦးစလုံးကိုချင်းသီလရှိတယ်ဆိုတဲ့အိမ်တော်စုနဲ့ပတ်သက်ပြီးတော့4မျိုးခွဲခြားဟောတာလည်းရှိအခုတခါဇနီးတဲ့တွေနဲ့ပတ်သက်ပြီးတော့ဝိတာခရဲ့မြင်မှသူဇာတာကိုဆုံးမဖို့ဆိုပြီးတော့မြတ်စွာဘုရားဇနီးတဲ့9မျိုးကိုခွဲခြားပြီးတော့ထိုခေတ်ထိုကာလမှာလည်းပဲဒီ9မျိုးတွေကတစ်မျိုးမျိုးတော့ရှိကြပါသေးကြတယ်ပေါ့အဲ့ဒါကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားကဟောတာအဲ့ဒီမှာဝတ္တကသမသူတသမားနဲ့တူတဲ့လူတသမားနဲ့တူတဲ့အိမ်ရှင်မလူတသမားနဲ့တူတဲ့ဇနီးဆိုတာဘယ်လိုဇနီးလဲလို့ဆိုမိမိရဲ့ကျင့်ပေါ်အမျိုးသားယောက်ျားပေါ်ပဋုဋ္ဌစိတ်တာအမြင်ကတ်တယ်နော်တခါတရံကြတော့အိမ်တော်ပြုတ်ပြီမဲ့လို့တဦးနဲ့တူချစ်ခင်မှုမရှိကြတာတွေကရှိတတ်သေးတယ်အဲဒီမှာအမြဲတမ်းအမြင်ကတ်နေတာတွေကရှိတတ်တယ်ပဋုဋ္ဌစိတ်တာစိတ်ထဲမှာဘယ်တော့မှမနှစ်မြို့ဘူးအာဟိတနုကံပိအကောင်းဘယ်တော့မှမပြောသူ့ရဲ့အကျိုးစီးပွားဘယ်တော့မှမကြည့်ဇနီးမောင်နှံ2ယောက်အတူနေအတူထိုင်တော်လည်းပဲတဦးနဲ့တူမျက်နှာချင်းမဆိုင်တာတွေတွေ့ရဘူးတဲ့ပေါ့အရာထဲမှာဆိုမခေါ်မပြောနေကြတာလည်းတွေ့အထူးသဖြင့်တောရွာမှာ
ဆေးပြင်းလိတ်ကြီးတွေဖွာပြီးတော့စကားပြောတဲ့အခါမှာကြောပေးပြီးတော့စัจ java တွေပြောနေကြတာတွေ့ရတယ်ငယ်ငယ်တော့နော်စัจ java တွေပြောအိမ်အောင်ပြုတ်ထားတော့လဲတချို့ကလုံးဝမချစ်တာရှိသေးတယ်ကဏ္ဍတိပါယနာစပ်မှလာတဲ့မိသားစုလိုပဲသားကလေးတယောက်ရောက်ရသွားလို့သူတို့ကိုးကွယ်တဲ့လူဘွားတော်ကတငယ်ချင်းယသိကြီးစီသွားလေတာဇနီးမောင်နှံနှစ်ယောက်သွားလေတဲ့အခါမှာယသိကြီးနဲ့စကားဆိုပြီးပြောနေတာသင်္ကန်းကျောင်းလေးပေါ့ကလေးလှုပ်တဲ့ကလေးလေးဆိုတော့သူကြီးတွေစကားပြောနေတဲ့အခါမှာချင်းလေးနဲ့ဆော့ကစားတယ်တဲ့ဆော့ကစားတော့သူ့ချင်းလေးကတွင်းနဲ့ကြပါအဲ့ဒီတွင်းနဲ့ကြတဲ့အချိန်လေးမှာသူကြသွားတဲ့ချင်းလေးကိုလက်နဲ့နှိုက်တာအဲ့ဒီတွင်းနဲ့မှကမွေဟောက်တစ်ကောင်ကရောက်ချင်းကလေးကြကြတဲ့ကမွေဟောက်ကစိတ်ဆိုးနေတာသူ့ခေါင်းပေါ်မှာကစားတဲ့ချင်းကသူ့ခေါင်းပေါ်ကြထားတယ်စိတ်ပေါက်နေတဲ့အချိန်မှာကလေးကလက်နဲ့နှိုက်လိုက်တာမမြင်ဘူးအဲ့ဒီအချိန်မှာမွေဟောက်ကစိတ်ဆိုးဆိုးနဲ့ကလေးရဲ့လက်ကိုပေါက်လိုက်တာတုံးငနေနေတာပဲအဲ့မှာကလေးလေးမွေကြိုက်ပြီးဆိုတာသိတော့အမေရောအဖေရောစိုးရင်တကြီးနဲ့ဆင်းလာကြအစိတ်တွေနဲ့မိန်မောနေတယ်သို့တော့အသက်တော်ရှူနေတယ်တော်တယ်ဆိုတော့တခြားအားကိုးစရာမရှိဘူးသစ္စာပဲဆိုရမယ်သစ္စာဆိုကြတဲ့အခါမှာသူတို့ရဲ့သဘာဝတွေပေါ်လာကုန်နော်သစ္စာဆိုတော့အမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုသစ္စာဆိုတော့ဆိုသစ္စာကြတော့အမှန်ပြောရမှာလိန်ပြောရင်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ဟောဒီကလေးလေးအဖေနဲ့အိမ်အောင်သာကြပြီးကလေးတယောက်သာရတယ်သူ့ကိုဟောဒီကလေးလေးကြိုက်တဲ့မွေးဟောက်ကြီးလို့မုန်းတယ်သစ္စာဆိုနော်မွေးဟောက်ကြီးလို့မုန်းတယ်ဤမှန်သောစကားကိုဆိုရတော့ကြောင့်ကလေးလေးရဲ့အနမှာရှိတဲ့အစိတ်ကလေးရွှေလျောပါစေဟိုလူကမျက်လုံးပြူးနော်ဒါမျိုးလည်းရှိဒီလိုပဲအမြင်ကတည်းမုန်းတယ်သို့တော့ဘဝအခြေအနေကြောင့်အတူတကွနေရတော့လည်းပဲချစ်တဲ့စိတ်မရှိဘူးဒေါသနဲ့အမြဲတမ်းမုန်းတိတယ်အကျိုးစီးပွားကိုမလိုလားဘူးပြောတာကကိုရှင်ငန္နာကတယောက်အိမ်အောင်ကြတာကတယောက်ဆိုရင်အမျိုးတွေကလည်းရှိတတ်တာဟုတ်တော့ကအဲ့တော့အဲ့ဒီမျိုးသမီးကမိမိအိမ်အောင်ကြတဲ့အိမ်အောင်ဘက်ကိုအမြဲတမ်းအမြင်ကပ်နေပြီးတော့တခြားသူမျက်နှိုးတဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာစိတ်ရောက်အမြဲတမ်းစိတ်ရောက်နေတဲ့အခါကျတော့ဘာလို့ဖို့ကြိုးစားတော့ဆိုအမြဲတမ်းသူသေပါစေငယ်ငယ်တော့ကြားတယ်ဒီမသားကြီးကသေးကိုမသေးနိုင်ဘူးလို့ဆယ်ချိန်သေးတာတွေ့တယ်နော်မသေးနိုင်ဘူးဆိုပြီးချိန်သေးတာတွေ့ရအဲ့ဒါလို့သေစေခြင်းနေတာတတ်ဖို့ကြိုးစားနေတာတနည်းနည်းနဲ့သေပါစေဆိုတဲ့စိတ်နဲ့ပေါင်းတင်နေတဲ့ဇနီးဟာဝတ္တကတမချစ်ခင်မှုလုံးဝမရှိဘူးမိမိယောက်ျားပေါ်မှာမေတ္တာခမ်းနေတယ်သေအေးတာပဲလို့တွက်တဲ့ဇနီးတဲ့ယောက်ျားပေါ်မှာအဲ့ဒါလို့စိတ်ထားတဲ့ဇနီးတဲ့ဝတ္တကတမလို့ခေါ်တယ်တဲ့သူသတ်နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားရှင်းပြအဲ့ဒါလို့မျိုးသမီးဟာသူသတ်နဲ့တူနောက်ဒုတိယ sorry တမတခိုးနဲ့တူတဲ့ဇနီးတယ်ဆိုတာဘယ်လိုမှမျိုးတော့
ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကအပြင်ထွက်လုပ်တယ်လုပ်ဟောပစ္စည်းဥစ္စာတွေရှားလာပြီးတော့အပ်ထားလို့ရှိရင်အဲ့ဒီအပ်ထားတဲ့ထဲကနေပြီးတော့သူကခုခေတ်စကားနဲ့ပြောရင်ဗတ်ထားတယ်နော်ဒီတဲ့နည်းနည်းရှင်းကြတဲ့စကားနဲ့ပြောရင်တူထားတယ်ပေါ့သူအပ်တဲ့ပစ္စည်းတွေကနေပြီးတော့သူကဖွက်ထားပစ္စည်းတွေကိုဖတ်ထားတယ်ခိုးထားတယ်ပေါ့နော်အဲ့ဒါလိုလဲလုံးလေးလှုပ်ထားရှိတယ်တဲ့ဘုဒ္ဓဂါကြီးတွေကတော့ယူတဲ့အခါကျတော့ဘာမှမသိဘူးယူတဲ့အခါကျဘယ်မှမသိဘူးတစ်ခါတလေဟိုကပျောက်တယ်လို့ဒီကပျောက်တယ်လို့နဲ့ယူတဲ့လူကကိုယ့်ရဲ့ဇနီးတွေဖြစ်ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလိုပစ္စည်းတွေကိုခိုးဝှက်ပြီးတော့ထားတတ်တဲ့ဇနီးတွေမျိုးဒီထဲတော့ပါမယ်မဟုတ်ပါဘူးနော်ဒါကသူစာတာကိုမြတ်စွာဘုရားအမျိုးသားတွေခွဲဟောနေတာလောကကြီးမှာရှိနိုင်တာကိုပြောတာပါအဲ့ဒီလိုဇနီးတွေဟာတခိုးနဲ့လာသရံတူတဲ့ဇနီးတွေပါတဲ့ဟောနောက်တတိယမြောက်ကြတော့အယတမအရှင်သခင်မနဲ့တူတဲ့ဇနီးတွေယောက်ျားပေါ်မှာဆက်ဆံတာသူကအရှင်သခင်လို့ဆက်ဆံမိမိရဲ့ကြေးကျွန်ခိုင်းပတ်လို့ဆက်ဆံနော်မိမိရဲ့ကြေးကျွန်ခိုင်းပတ်လို့ဆက်ဆံအဲ့ဒီဇနီးတွေကတော့သူကအလုံးလုံးချင်မှုပြင်းနေပြင်းဝင်တယ်မကဘူးအစာကြိုက်စာကြည့်စိတ်ပါစတွေ့ဦးလိုက်အမြဲတမ်းဝါနာသူလည်းပါစအာမထားဘူးအမြဲတမ်းဝါနေတယ်စာကြည့်တယ်စာကြည့်ုံနဲ့မကဘူးနှုတ်ကြမ်းတယ်ကိုကြမ်းတယ်စကားပြောကြမ်းတယ်အဲ့ဒီလိုအရှင်သခင်ကအလုသမားတွေချိန်မောင်းနေတယ်လို့ပဲယောက်ျားပေါ်မှာအဲ့ဒီလိုဆက်ဆံတာရှိကြမ်းကြမ်းထန်ထန်နဲ့ဆက်ဆံတဲ့ဇနီးတွေလည်းတွေ့ရတယ်တချို့ကြတော့ရှင်ကျေးတယ်မကြမ်းဘူးမကြမ်းမိမဲ့လို့သူကနုနုညံ့ညံ့လေးပြောပြီးခိုင်းတာဘိုလ်လူကြီးတွေကလှုပ်ရှားတယ်လှုပ်ရှားတခါတော့ကတွေးနေတာပဲရတဲ့မှာဆိုသိတွေးရတယ်အာရကလေးချီထားပြီးတော့အကိုရေဟွာလေးယူပေးသမောင်းဒါလေးလုပ်ပေးသမောင်းနဲ့ဆိုခိုင်းတယ်လုပ်တယ်ဟိုလူကအကုန်လုပ်ပေးနေအဲ့ဒါလိုမျိုးလည်းပဲလောကကြီးမှာရှိတယ်ပေါ့ကိုယ့်ယောက်ျားကိုခိုင်းပတ်လို့သဘောထားပြီးတော့ဆက်ဆံတဲ့အမျိုးသမီးမျိုးကိုအယတမလို့ခေါ်အရှင်သခင်မနဲ့ဆက်ဆံတဲ့အမျိုးသမီးလို့ဒီလိုပြောတာနောက်တစ်ခါမာတာတမမိမိရဲ့အမျိုးသားပေါ်မှာမိခင်လိုအကျဉ်းတရားကြီးမားတဲ့အမျိုးသမီးမျိုးကလည်းရှိဇနီးတွေမျိုးကလည်းရှိတယ်ဘယ်တော့ဖြစ်ကိုယောက်ျားကိုသားတစ်ယောက်လိုပဲမိခင်စိတ်သက်မွေးပြီးတော့ပြုစုတယ်ယူရတယ်အကျဉ်းတွေထားတယ်အမေကသားသမီးပေါ်မှာစောင့်ရှောက်တယ်လို့ပဲဇနီးတွေကကိုယ့်ရဲ့လင်သားပေါ်မှာစောင့်ရှောက်တယ်ယူလာတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ထိမ့်သိမ့်စောင့်ရှောက်ပေးတယ်သားယူလာတဲ့ပစ္စည်းကိုမိခင်လုပ်တဲ့ပုဂ္ဂိုလ်ကမပြောက်မပြက်အောင်ထိမ့်သိမ့်စောင့်ရှောက်တယ်လို့ပဲဇနီးတွေလုပ်တဲ့ပုဂ္ဂိုလ်ကမိခင်စိတ်နဲ့မိမိရဲ့ကျင်ပေါ်ကျင်ဘက်ကိုစောင့်ရှောက်တာတဲ့အဲ့ဒီအမျိုးသမီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးလည်းလောကမှာရှိတယ်အဲ့ဒီဇနီးမျိုးကိုမာတာပမာမိခင်နဲ့အလားတူတူတဲ့ဇနီးတယ်ဒီလိုဆိုတယ်နောက်နံပါတ်5အမျိုးအစားရတယ်
Bikini Tama Namali Lu Mimi in a weboma Namalu the water below Nama Ka Mau Aku South Shop Lu Generaliana South Shop de Sanidi Munishide Mimi the Akuru Angel Namanga the leaders are Sassane South Shop there. Shataya she to a giant like we don't load there so that Sani and you a lama pure Sani and you community she did Era Bikini the Malu Number Chowja the key the mark. And I don't Johnny Bet Saturday Bet Tangajin Edalo, Veru Dandu, Tangajin Lu Sassande, maybe Jimo Jibet Boma, Jalo de Pogo Boma Tangajin Lu, say the ball tabiro, Tangajin Boma, Kenelu, Kenne Sanida Mua, she did. Tu got up, a little look out also. Kuya, a new dog, Mamia line, Mia line, Tangajin de Algo, do ya the way. One day, Tangajin de Al, a young La Lucian, one does the rapio the Louis. Tangajin Lu Sassan, Jerusalem. Tangajin Lu Sassan. Kujin de la Shide, the leaders are needed. Eran you, the key the malo. Messi, the Gajin, Lada, do this, Sanida. Now, Konacumia, Tati the ma. Tati the masa, a low drip pure. Chich on the way. Mimi Yaljabama. Nature, Peter, Sassan, Peter. A low drip pure, knew me. Two jaro, Pelu Ronsro. So Jalo de Pogoa says, so, Jamon, Pican, Miro, Palma Piamabio, Yaujay, a child like we don't need it, Senide, you are a sheet. And look, amused immediately, do ya? Says, so, look, a Bumadian neither. Ejaro Yajalo de Pogo, we are Minkaja, Diluia, 19 Longine. Eddie and you the video, Tati the ma, Sanida you, Tati the ma. Edilu, Loka Jima. In our Yada chat had a new the media. Conamu, Dama, Kulu, Yasafia, quite happy before. Eri Conamu, Yasafia. Eri Conamu, Mahare. Number 2, what a cut from Tachene, Mondi, Mimi Yaja, Tachene, knew me. To that one, to the so that knew me. Sorry, the ma. Shala Pisida with the papa chade, knew me. No, Sanide Ayatama. Ashenda Kemalu, Yaujaboma, Sassane, Mudami, Eri, Mudami, Don Uvago, Sanide, Don took the Laruba, Chimagomu, Tamate, that's all. Fruta, Chandane, another, a novepoma, Lesa the Mu, Mapu, Tajamu, Eri Lu Sanide, Muha. Kayata Peta Nidayang Wasandi Tiri Chame Mangaya Chata de Jasapano, Yachare,
တချို့ကဒါအကုသိုလ်လို့ထင်ကြမှထင်မှာဒါအကုသိုလ်စိတ်တွေအဲ့ဒီအမျိုးသမီး3ဦးဇနီးတဲ့3ဦးကတော့သေရင်တော့ငရဲတော်ဖို့ပဲရှိတယ်ဒီလိုဆိုနော်ဟောနောက်ကျန်တဲ့မာတာတမမိခင်နဲ့အလားတူတဲ့ဇနီးတဲ့ပခိနီတမနှမလေးလိုညီမလေးလိုယောက်ျားပေါ်မှာဆက်ဆံတဲ့ဇနီးတဲ့တခိတမမိတ်ဆွေတငယ်ချင်းလိုဆက်ဆံတဲ့ဇနီးတဲ့ဓာတိတမကျွတ်မလိုအနေထားမျိုးနဲ့မျိုးသားကိုဆက်ဆံတယ်ဆိုတဲ့ဇနီးတွေကြီးကြတော့တဲ့4မျိုးကြတော့ဘာဖြစ်တိလေထိတတ်တာကိုချင်းသီလကောင်းတယ်တဲ့သူတို့ဟာကိုချင်းသီလကောင်းကြကိုချင်းတရားကောင်းတယ်စိရရတ္တတံဝုဒ္ဒစောင့်ဆောင်စီစီရှိတယ်မေတ္တာတွေနဲ့နေကြဒါကြောင့်မို့လို့ကိုချင်းသီလရှိပြီးတော့စိတ်နေသဘောထားမေတ္တာတရားမပြတ်နေသည့်အတွက်ကြောင့်ကာယတ္တဗေဒသုကတိဝဆန္တိအဲ့ဒီဇနီးတဲ့မျိုးတွေကြတော့သေသည်ချမ်းမဲ့မှာကောင်းရသုတိဘုံရောက်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒီလိုအကျဉ်းရှင်းပြပြီးတော့မြတ်စွာဘုရားကဲသူဇာတာနင်ဘယ်မျိုးစားတဲ့ကလဲတဲ့ဒီ9မျိုးထဲမှာဘယ်မျိုးစားတော့ဆိုတော့သူဇာတာဟာတခါလေမြတ်စွာဘုရားကိုရှောက်လိုက်တယ်အရှင်ဘုရားတဲ့ဒီနေ့ကစပြီးတပည့်တော်ဓာတိတမယောက်ျားပေါ်မှာကျွတ်မလို့ဆက်ဆံတဲ့ဇနီးတယ်လို့ဖြစ်ပါစေမယ်ဓာတိတမလုံးဝနှိမ့်ချဒါပြောအိမ်မှာခါတိုင်းလို့ယောက်ခမကြီးလည်းဂိူးမဆိုင်ဘူးဟောယောက်ခမအထီးလည်းဂိူးမဆိုင်ဘူးယောက်ခမအမလည်းဂိူးမဆိုင်ဘူးယောက်ျားလည်းဂိူးမဆိုင်ဘူးယဟန်တန်ဃာတွေလည်းဂိူးမဆိုင်ဘူးဆိုတဲ့အနေအထားမျိုးတပည့်တော်မဖြစ်စေရပါဘူးတပည့်တော်ကိုအကောင်းဆုံးဖြစ်တဲ့ဓာတိတမနော်ကျွမ်းမနဲ့အလားတရံတူရဲ့ဇနီးတယ်လို့တပည့်တော်ကိုမှတ်တော်မူပါလို့ဆိုအဲ့ဒီကလေးကအနာရဝင်းတထေးအိမ်မှာတိတ်ဆိတ်ငြိမ်သက်သွားလိုက်တာရံဖြစ်တန်လည်းမကြားရတော့ဘူးစူးစူးညံညံလည်းမကြားရတော့ဘူးဝိသခရဲ့ညင်မသူဇာတာလိမ္မာသွားတာဒီတုတ်တန်လေးကိုဟောလိုက်မြတ်စွာဘုရားဒါရှင်းပြလိုက်တာနဲ့လိမ္မာသွားအဲ့တော့မြတ်စွာဘုရားသခင်ကိုရမြတ်ဆိုတာအနုတ္တရောပုရိသဓမ္မတာရတိလို့ဆိုတဲ့အတိုင်းဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ကိုဆုံးမတဲ့နေရာမှာအင်တန်မှထက်မြက်တယ်တုဘက်မရှိအောင်ထက်မြက်တော်မူတယ်မြတ်စွာဘုရားဟာလောကသားတွေကိုဆုံးမတဲ့နေရာမှာဒီဘဝအကျိုးအတွက်လည်းဆုံးမတယ်ဒိဋ္ဌဓမ္မိကဆိုတဲ့ဒီဘဝအကျိုးအတွက်လည်းဆုံးမတယ်တံပရာနောင်ဘဝအတွက်လည်းဆုံးမတယ်ပရမတ္ထလို့ဆိုတဲ့နောက်ဆုံးနိဗ္ဗာန်ချမ်းသာရသည့်ထိအောင်လည်းဆုံးမပေးနိုင်တယ်တဲ့မြတ်စွာဘုရားကိုအဆုံးအမမြတ်စွာဘုရားရဲ့အဆုံးအမရတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေနဲ့ပြည့်ဒီဘဝလွန်မြောက်လို့တည်သည်ချမ်းမဲ့ရောက်တဲ့အခါမှာလည်းကောင်းရတဲ့ဂတိဘုံကိုရောက်ဘယ်တော့မှမြတ်စွာဘုရားအဆုံးအမကိုလိုက်နာလို့အပင်ငရဲကြနိုင်တယ်ဆိုတာမရှိဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာကြရတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝလည်းကောင်းတယ်နောင်ဘဝလည်းကောင်းတယ်ဒီမြန်မာနိုင်ငံမှာရှိကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများသိဖို့လိုအပ်တယ်သိပြီးတဲ့အခါမိမိတို့ရဲ့နေ့စဉ်ဘဝမှာကျင့်သုံးလိုက်နာကြဖို့လိုအပ်တယ်အဲဒီကျင့်သုံးလိုက်နာကြရမယ်အချက်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်စာရိတ္တသီလဝါရိတ္တသီလနဲ့ကိုချင်းသီလကိုအဓိကထားပြီးတော့ဟောတယ်စီဝါရေးနဲ့ပတ်သက်ပြီးတော့လည်းဟောတာပဲလူမှုရေးနဲ့ပတ်သက်ပြီးတော့လည်းဟောတာပဲအလုံးဟောသမျှတရားတွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲမဟုတ်ဘူး
တန်တရားမှာကောင်းစားရေးလေဟောတယ်နောက်ဘဝကောင်းစားရေးဒီဘဝကောင်းစားရေးနှစ်ဘဝလုံးကောင်းစားရေးဆိုတာဒီကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတာဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမလိုက်နာပါမယ်လို့ဗုဒ္ဓံတရဏံကိစ္ဆာမိလို့တရဏသုံးပါးကိုဥထိတ်ထားကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားဘယ်လိုဆုံးမတယ်ဆိုတာတွေကိုသိရှိနားလည်ပြီးတို့တွေလည်းလိုက်နာကျင့်သုံးကြရမှာဆိုတာကိုမမေ့ကြဘူးပေါ့လောကမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာစိတ်ဓာတ်ကိုအဓိကထားပြီးတော့ဆုံးမတာဖြစ်တယ်ပေါ့စိတ်ဓာတ်ကိုပြုပြင်ဖို့အတွက်အများအားဆုံးမလေးရှိတယ်စိတ်ထားတတ်လို့ရှိရင်မြင့်မြတ်တယ်လို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်တွေဝိတုဒ္ဓေသူကတိပါတိကင်္ခာရှိနေမိမိတို့ရေစက်ဆုံလို့ပေါင်းဖက်ကြတဲ့အခါမှာမိခင်လိုမေတ္တာနဲ့ဆက်ဆံတယ်နှမလိုမေတ္တာနဲ့ဆက်ဆံတယ်မိတ်ဆွေတငယ်ချင်းလိုမေတ္တာနဲ့ဆက်ဆံတယ်ကျေးကျွန်ပမာယုတိလေးစားစွာအောက်ကျဆက်ဆံတယ်ဆိုတဲ့ဟာတွေဟာမေတ္တာကရုဏာမုဒိတာမေတ္တာတရားအခြေခံထားတာဖြစ်တယ်ပေါ့အဲဒီမေတ္တာဆိုတဲ့စိတ်နဲ့လွှမ်းခြုံပြီးတော့လုပ်သမျှအလုပ်တွေဟာကုသိုလ်တွေကြီးပဲပေါ့အဲဒီမေတ္တာအခြေခံပြီးတော့ဆက်ဆံပြောဆိုလုပ်ကိုင်သမျှဟာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေကြီးပဲမေတ္တာပြတ်ပြီးဆိုလို့ရှိရင်အကုသိုလ်တွေဝင်လာမှာပဲဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကောင်းမြတ်တဲ့အရည်သွေးတွေမိမိတို့တဏ္ဍာမှာရှိဖို့စိတ်ကိုဖြူစင်အောင်ထားဖို့အများအတွက်ကောင်းအောင်ကြိုးစားဖို့ဆိုတာကောင်းရသုဂတိဘုံရောက်ဖို့ရမခဲရင်ပါဘူးခုကြည့်အိမ်တော်ပဲအချင်းချင်းဆက်ဆံရေးမေတ္တာထားရုံနဲ့ပဲကောင်းရသုဂတိဘုံရောက်နိုင်တယ်သို့တော့ကိုချင်းသီလဆိုတာတော့ရှိရလိမ့်မယ်ကိုချင်းသီလရှိရမယ်ဘဝတစ်ခုမှာအောင်မြင်မှုကိုရကြတယ်ဆူတောင်းပြည့်ကြတယ်ဆိုလို့ရှိရင်တော့ရှိရမယ်အရေးချင်း၅ပါးကိုမှတ်သားဖို့လိုရတယ်ဒီကနေ့ခေတ်မှာကိုယ်တဏ္ဍာမှာရှိရမယ်အရေးချင်းတွေကိုတော့မစင်စားပဲနဲ့လူတွေကဘယ်ဖရာကဆူတောင်းပြည့်တယ်ဘယ်ဖရာကဆူတောင်းပြည့်တယ်ဆိုတဲ့ဆူတောင်းပြည့်တဲ့ဖရာသွားပြီးဆူတန်ဆူပန်းနေတာဟာလွဲမှားတဲ့အတွေးတွေများတာဖြစ်တယ်ဖရာမှန်ရင်ဘယ်ဖရာပဲဖြစ်ဖြစ်ဘုံတော်၉ပါးအနန္တဂုဏ်ကြီးတွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားကြီးပဲသို့တော့ဆူတောင်းပြည့်တယ်မပြည့်ဘူးဆိုတာကိုယ်နဲ့သာသက်ဆိုင်ဘုရားနဲ့မဆိုင်ဘူးနော်ဘုရားနဲ့မဆိုင်ဘူးဘုရားနဲ့ဆိုင်တယ်ထင်ပြီးတော့မြမလူမျိုးတွေကြားထဲမှာတောင်မှပဲအစွဲလန်းကရှိနေသေးတယ်ဒီနေ့ကအမျိုးသမီးတယောက်ဘုန်းကြီးတို့စီဖုံးဆက်ပြီးတော့မေးတယ်အိမ်မှာတဲ့တပည့်တော်ကြောက်စင်းတုကိုးကွယ်ကျင်တာတဲ့ပြောကြတယ်တဲ့အိမ်မှာကြောက်စင်းတုမကိုးကွယ်ကောင်းဘူးလို့စာရဲမပါပါဘူးလို့ဖရာအမှတ်နဲ့ကိုးကွယ်တာဘာကိုးကွယ်ရဘယ်လိုအစွဲလန်းနေတော့မသိဘူးကြောက်စင်းတုမကိုးကွယ်ကောင်းဘူးလို့တရုတ်လူမျိုးတွေကြတော့ဒီMarble stone လို့ခေါ်တဲ့စကြင်ကျောက်အဖြူရောင်ကိုသူတို့ကချိတ်လို့ခေါ်ကျောက်စိမ်းအမျိုးအစားထဲမှာထည့်ပြီးတော့ဒီတိုင်းထားရင်တောင်မှပဲလက်ရွှင်တယ်လို့တရုတ်တွေကယူဆတယ်ဒါကြောင့်မို့လို့သူတို့ကကျောက်စင်းတုဆိုရင်သိမ့်မဲ့မောတယ်ဗမာတွေကိုဘယ်သူကကြောက်ချတယ်လဲမသိဘူးကျောက်စင်းတုအိမ်မကိုးဝယ်ရဘူးဆိုလူတွေကလည်းကြောက်ဘာဖြစ်လို့ကြောက်ပါလို့နဲ့သူကလည်းကြောက်အဲ့ဒီကြောက်တော့ကြောက်တယ်ဗရမ ्या ကြောက်ကြတော့လက်စွပ်ကွင်းပြီးဝတ်နေသေးတယ်ကြောက်မဲ့ကြောက်အကုန်ကြောက်ကောင်းတယ်ပေါ့နော်အဲ့တော့ကြောက်စင်းတုကြတော့အိမ်မကိုးဝယ်ကောင်းမှုတွေပါလေလောက်ကြတကယ်တော့လည်းမဟုတ်ပါဘူးတကယ်တော့မဟုတ်ဘူးအရေးကြီးဆုံးကတော့ကိုယ့်ပေါ်မှာမူတည်တယ်မြတ်စွာဘုရားကဟောထားတယ်တတ္ထာဆိုတဲ့ယုံကြည်မှုရှိရမယ်
ယုံကြည်မှုဆိုတဲ့တရားတရားရှိလာပြီဆိုရင်သီလကိုချင်းသီလနဲ့ပြည့်စုံလာမယ်ကိုချင်းသီလပြည့်စုံလာတဲ့အခါမှာဘာသာတရားနဲ့ပတ်သက်ပြီးတော့တရားဓမ္မနာယူခြင်းစာပေဖတ်ရှုခြင်းလေ့လာစီးပူးခြင်းဆိုတဲ့တုဒ္ဒရှိရမိမိရရှိတဲ့စည်းစိမ်ဥစ္စာကိုခွဲဝေလူဒန်းခြင်းလို့ဆိုတဲ့စာကဆိုတာရှိရနောက်ဆုံးရှိရမယ့်ဟာတော့သဘာဝတရားတွေကိုထိုးထွင်းသိနိုင်တဲ့အသိပညာမိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြမှုကိုသိတဲ့ပညာမျိုးဟောဒီတတ္တသီလသုဒ္ဓစာကပညာအဲ့ဒီအရေးချင်း၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဆုတောင်းပြည့်ပါတယ်လို့သင်္ခါရုပပတ္တိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်နော်အဲ့တော့ဆုတောင်းပြည့်တယ်မပြည့်ဘူးဆိုတာမိမိဆုတောင်းတဲ့နေရာနဲ့မဆိုင်ဘူးကိုယ်တဏ္ဍာမှာဟောဒီအင်္ဂါယတ္တိပြည့်စုံမယ်ဆိုရင်တော့ဆုတောင်းရင်ကုန်ပြည့်စုံမှာဖြစ်ပါလေဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့မြတ်စွာဘုရားအဆုံးအမတိုင်းစိတ်ကောင်းနှလုံးကောင်းမေတ္တာမပြတ်ထားနိုင်တဲ့ပုဂ္ဂိုလ်မေတ္တာနဲ့သက်ဝင်ပြီးတော့ဆောင်ရွက်တဲ့လောကဓမ္မပြောသမျှစကားလောကဓမ္မအမှုကိစ္စတွေဟာကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့ကုသိုလ်ထဲမှာဘောင်ဝင်သွားတာဖြစ်သောကြောင့်ကောင်းကျိုးချမ်းသာကိုရနိုင်တယ်လို့မြတ်စွာဘုရားရဲ့ခင်ကိုရောမြတ်ကဒီသုတ်တံမှာလည်းထိသွင်းဟောကြားထားတာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဝိသခာရဲ့ညင်မသူဇာတာရဲ့မလိမ္မာဖြစ်နေတဲ့အကြောင်းအရာမြတ်စွာဘုရားရဲ့ခင်ကိုရောမြတ်သိရှိပြီးတော့ဆုံးမလိုက်တဲ့အခါသူဇာတာဟာလိမ္မာရေးချရှိပြီးအင်တာမလိမ္မာတဲ့အမျိုးသမီးတူဖြစ်သွားတယ်ဆိုတာပရိယာသုတ်တံမှာပါရှိတဲ့အတိုင်းနာယူမှတ်သားချပြီးတော့ဒီလောကကြီးမှာဘဝတန်မြာကျင်လည်တဲ့အခါမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်တရားတွေရအောင်စီးပူးအထောက်ကြဖို့တဝုနဲ့တဝုမေတ္တာတရားပွားများနေထိုင်ကြဖို့ဆိုတာအရေးကြီးဆုံးဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းသာဓုသာမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံး၏ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပေသာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟူသောကုဗုဒ္ဓရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သိကြိုင်လိုက်၍နေကြပါစေကုန်တည်းသာဓုသာ